ဘာလီရောက်လို့ရှိရင်ဘယ်ဝါဒအတူတူကိုလောက်ရမယ်မသိရဆိုလို့ရှိရင်ဒီဗီဒီယိုလေးကိုကြည့်ကြည့်နေတာပထမဦးဆုံးက fly fish ပေါ့နော် fly fish ကလောက်ကိုလောက်တဲ့နေထဲမှာပါသူကအရှက်နဲ့မော်တော်ဘုတ်ချင်းနဲ့ရေဆွဲလာပြီးတော့စစ်ပြဖြစ်တဲ့တခုဖြစ်မှာဆွဲနေပုံနဲ့ဂျက်ကလည်းဝတ်ထားပြီးအမြင့်ရနဲ့ကောင်းရင်ရနေပင်လေးကိုကြီးရတဲ့ feel အရန်မိုက်တယ်ပေါ့နော်နောက်ထပ်တစ်ခုကကြတော့ parasail ကကျတော့မြင်တဲ့အတိုင်းပဲလေဒီအကြီးနဲ့ကိုအမြင့်ရေဆွဲသွားပြီးအကြာကြီးရောကောင်းရင်ရမှာလေးဒီဂဲကိုအရန်ကတော့တောင်ရင်းနေတာပါဝေါပင်လည်းနဲ့ကတွဲပြီးတော့ကြည့်ရစီနေအရန်မိုက်တယ်ဒီparasailကတခြားနေရာမှာလုံးလို့ရှိရင်တော့အရန်စီးကြည့်ရနော်နောက်တော့ဂျက်စကီကကျတော့စင်ငယ်လေးလုံးလို့ရပါတယ်သူကကျတော့အဲ့စီးရဲ့ဥစ္စာကိုပင်လေထဲမှာတယောက်တည်းစီးသွားတာအလဲရောက်လို့ရှိရင်တယောက်တည်းစီးလို့စီးဆိုပြီးထုတ်ပေးလိုက်အောက်မှာတယောက်တည်းဆွဆက်ပြီးနင်းလို့လည်းရတယ်အရန်လိုက်တယ်ဒါကဘာဒီမှာရှိတဲ့နူစာတွေကအေးရမှာလောက်တာပေါ့နော်ဒေါ်လာလေးလို့ဆိုရင်တယောက်ကိုဒေါ်လာ900လောက်ပေးရတယ်ဒါပေမဲ့အရန်တန်အဲ့တော့ဘာဒီမှာအဲ့ဒီလုပ်ရစဉ်းစားနေရဆိုရင်တော့ဒီသုံးခုကိုမဖြစ်မနေလုပ်ကြည့်ဖို့အတွက် recommend ပေး